တင်သာအထူးကောက်ွယ်ဝတ်စုံတစ်ခုကိုဝတ်ပြီးကဘာမြေရောက်ထဲကိုတက်ဆင်းသွားမယ်ဆိုရင်မြေအောက်အနက်တစ်ခုရောက်တိုင်းဘာတွေနဲ့ကြုံတွေ့ရမလဲအစာပိုင်းမြေအောက်ပီတရာမိုင်ဝက်ရဲ့ဆယ်ပုံတစ်ပုံနက်မှာတော့မြေအောက်လှိုင်ကောင်းတွေနဲ့ဆိုးစွတ်တဲ့မြေထုအနက်ကိုတင်စတင်ခံစားရမှာဖြစ်ပါတယ်အနက်ပေလေးရမိုင်ဝက်ရဲ့လေးပုံတစ်ပုံရောက်ရင်တော့ကဘာအနက်ဆုံးမှာရှိနေတဲ့ယူကရိန်းနိုင်ငံကမက်ထရိုယထာဘူတာယုံကြီးကိုတင်ဖြတ်ကျော်သွားရပါမယ်မြေအောက်နဲ့မိုင်ဝက်ပေ2600ရောက်တဲ့အခါမှာတော့တင်ဘေးပပတ်လင်မှာနေအောင်ကြီးလုံးဝမရှိတော့ပဲထူးဆန်းတဲ့ကဘာအိုချပုံပိုးမွားတွေကိုမြင်ရပါလိမ့်မယ်အနက်တမိုင်ခွဲရောက်ရင်တော့တင့်ရဲ့အသက်ရှူတန်းနေပြင်းထန်လာပြီးအပူချိန်ကလည်းဂန္ဓာရတစ်ခုလို40ဒီဂရီစင်တီဂရိတ်ထိတိတိတသာမြင့်တက်လာပါပြီအနက်နမိုင်ခွဲရောက်တဲ့အခါတောင်အာဖရိကကကမ္ဘာနဲ့ဆုံးချွေတွင်းကိုရောက်မှာဖြစ်ပြီးအဲ့ဒီမှာရွှေတူးနေတဲ့တပ်ထုတွင်းလုပ်သားတွေကိုတင်တွေ့ရမှာဖြစ်ပါတယ်အနက်9မိုင်ခွဲပေ4000အထိရောက်သွားရင်တော့ဒါဟာလူသားတွေရဲ့နည်းပညာနဲ့တူးထားတဲ့အပေါက်ရဲ့အဆုံးသက်ကိုတင်ရောက်ချီသွားတာပါဒီနေရာမှာအပူချိန်က180ဒီဂရီစင်တီဂရိတ်ရှိလို့ရင်နှွေးစုမတ်တက်ကျော်နေပြီးတစ်ဝစ်စုံသာမကောင်းရင်တစ်ခန္ဓာကိုယ်ဟာချက်ချင်းကျက်သွားနိုင်ပါတယ်ကံကောင်းလို့ဒီနေရာကိုကြော်ဖြတ်နိုင်ခဲ့ရင်တော့အနက်20နိုင်မိုင်မှာတော့ကမ္ဘာအပေါ်ရန်မြေလွှာပြီးဆုံးသွားပြီးမန်တယ်လွှာကိုစတင်ရောက်ရှိပြီးဖြစ်ပါတယ်ဒီမန်တယ်လွှာမှာတော့လူသားတွေလုံးဝဆင်းလို့မရတော့ပါဘူးဘာလို့လဲဆိုတော့ကြောက်တုံးတွေကအရေးပြောပြီးရှော့ရှော့ပစ်ပစ်ဖြစ်နေလို့ပါအနက်မိုင်90ရောက်မှာတော့တင်ဘေးပပတ်လင်မှာပြင်းထန်တဲ့ဖီအားကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝစိန်တုံးတန်းပေါင်းများစွာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာရဲ့ဖီအားဟာကမ္ဘာလေထုထက်အစာပေါင်း9000ကျော်ပြင်းထန်လို့တင့်ရဲ့တံမရီရင်ကြီးတောင်ပြတ်ချက်သွားမဲ့အခြေအနေပါအနက်မိုင်430ထိဆက်ဆင်းရင်တော့သိပ္ပံပညာရှင်တွေယူဆထားတဲ့ကမ္ဘာအကြီးဆုံးမြေအောက်သမုဒ္ဒရာရေထုရှိတဲ့နေရာကိုရောက်ရှိပါမယ်ဒီနေရာကရေတွေဟာကမ္ဘာမြေမျက်နှာပြင်ပေါ်ကသမုဒ္ဒရာရေထုအားလုံးထက်30မကပုံပုံများပြားပြီးကြောက်တုံးတွေထဲမှာပိတ်မိနေတာဖြစ်ပါတယ်အနက်မိုင်1800ကိုရောက်သွားတဲ့အခါမှာတော့ကမ္ဘာပြင်ပဗဟိုချက်အောက်တာကိုလို့ခေါ်တဲ့တန်ရီပူသမုဒ္ဒရာကြီးတဲ့ကိုကြောက်ရောက်သွားပါတော့တယ်ဒီနေရာရဲ့အပူချိန်ဟာ9500ဒီဂရီစင်တီဂရိတ်ရှိပြီးနေမင်းကြီးရဲ့မျက်နှာပြင်လိုပူပြင်းလွန်းလို့လူသားတွေရဲ့နည်းပညာမှတ်သမျှအရေးပြောပြောက်ကွယ်သွားမှာပါဒီမိုင်1800နက်ကတိုင်ရီပူလိုင်းကြီးတွေတောင်းညံပြီးစီးဆင်းနေမှုကြောင့်ပဲကျွန်တော်တို့ကဘာကြီးရဲ့တလိုက်ဆက်ကွင်းဖြစ်ပေါ်လာရတာဖြစ်ပါတယ်အကယ်၍ဒီပြင်ပဗဟိုချက်ကတိုင်ရီပူကြီးတွေသာစီးဆင်းမှုရပ်တန့်သွားရင်ကဘာပေါ်ကတက်ချီအလုံးကဘာပြတ်တယ်လို့မျိုးတေဆုံးသွားရမှာပါအနက်မိုင်3200ထိဆက်ဆင်းသွားရင်တော့ကဘာကြီးရဲ့အသေးနှလုံးဖြစ်တဲ့အတွင်းဗဟိုချက်အင်နာကိုကိုရောက်ချီသွားပါပြီစိတ်ဝင်စားစရာဒီနေရာဟာ6000ဒီဂရီစင်တီဂရိတ်ထိပိုပူလာပြီးမြဲဖီအားပြင်းလွန်းလို့အရေးမပြောဘဲတံမရီအခဲတုံးကြီးဖြစ်နေတာပါဒီအတွင်းဗဟိုချက်အခဲကြီးဟာလာမင်းကြီးရဲ့4ပုံ3ပုံကအရွယ်စားချပြီးကမ္ဘာအလယ်မှာသူ့ဘာသာတီးတန့်လဲပတ်နေပါတယ်လူသားတွေဟာဒီနေရာကိုဓာတ်ပုံရိုက်လို့မရပေမဲ့ငလျင်လှုပ်ခတ်မှုကလာတဲ့ငလျင်လိုင်း seismic waves တွေကိုသုံးပြီးမြေပုံဖော်ခဲ့တာပါကမ္ဘာအလယ်ဗဟိုထိအတိအကျကတော့3959မိုင်ဖြစ်ပြီးတင့်ရဲ့ခီးစဉ်ဟာဒီနေရာမှာတင်လုံးဝပြီးဆုံးသွားမှာဖြစ်ပါတယ်